ခုစနေကျွန်တော်ရေပိုင်အောင်ကြီးမှဖြစ်ပါတယ်ရေပိုင်အောင်ရောက်ပါပြီဘာဝါနဲ့ထိတွေ့ခြင်းတို့ပါတော့ပေါ့ဟမ်ရေပိုင်အောင်ဖြစ်ပါတယ်အိုးရှက်အိုးရှက်ကြောက်နေတယ်တော့ဖေးရနော်တော်တော်နှစ်တာပဲဒီမှာကြောက်နေတာနော်တင်မောဝါလေးမှာတက်ပြီတော်လာပါလေဒီမှာတော့အဲ့လေးပြင်နေနော်ဟုတ်တယ်ဒီကောင်ရာဇဝင်ရှိရတယ်ပြောတယ်ဘယ်လိုရာဇဝင်ရှိတယ်လဲဟောဒီမြန်တွေ့လားဟုတ်တယ်ဒါအပြင်မှာဆိုဟောဒီမြန်တယ်လားပြင်မှာဆိုဆိုမြင်ရနော်တော်လာဟောဒီမှာကြောက်နေတယ်နော်တွေ့လားအေးကွာရောက်တော့မှကြောက်နေတယ်ဟုတ်တယ်ဟာဒီမှာမရှိဘူးငါတော့ရှိမှာပေါ့ရှင်ကိုဒီနေ့ကဘာဖြစ်လို့ live မှာပြပြီးဟောဖြစ်နေလဲဒီနေ့လည်းပုံဒီနေ့ပုံမှန်တော့ကြောက်တော့နေတယ်ဟုတ်တယ်ဒီနေ့ကြောက်တော့နေနေအမေဒီမှာလည်းရှင်းနေမစိုးနော်ဒါကတော့တည့်ရက်ကကြာမှာပဲလေဟုတ်တော့